အားလုံးမင်္ဂလာပါပေါ့နော်ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကပေါ့နော်ဒီနောက်ပိုင်းမှာဆိုရင်ဒီ Flutter နဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုတင်ပေးမှာဖြစ်တဲ့အတွက်ဒါကတော့ဒီ Flutter ကိုစိတ်ဝင်စားတဲ့သူတွေအတွက်ပေါ့နော်motivation ဖြစ်စေဖို့အတွက်ဒါ animation simple app လေးတွေကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပေါ့နော်ဒီပထမအောင်ဆုံးအနေနဲ့ဒါပေါ့နော်ဒီ animation app လေးတို့ဒါဆန်းပြမှာဖြစ်ပါတယ်အဲ့တော့ပေါ့နော်ဒီနောက်ပိုင်းဆိုရင်ပေါ့နော်ဒီ PM မြန်မာ YouTube channel မှာဆိုရင်ဒါ Android programming ကိုစိတ်ဝင်စားတဲ့သူတွေအတွက်ဒီ Android နဲ့ပတ်သက်တဲ့ပေါ့နော်ဒီသင်ခန်းစာတွေကိုတင်ပေးသွားမှာဖြစ်ပါတယ်အဲ့လိုမျိုးတင်ပေးတဲ့အခါမှာဆိုလို့ရှိရင်ဒီ Flutter framework ကိုစိတ်ဝင်စားတဲ့သူတွေကကြတော့ဒီ Flutter framework ကိုတန်းပြီးတော့ပေါ့နော်ဒီစပြီးတော့ပေါ့နော်ဒီရေးလို့မရသေးပါဘူးဒီ Flutter framework ကိုလေ့လာဖို့အတွက်ရှေ့မှာတည်တဲ့ပေါ့နော်ဒါdepth programming ကိုစပြီးတော့လေ့လာရမှာဖြစ်ပါတယ်အဲ့တော့ဒီ Flutter framework ကိုစဖို့အတွက်အရှိမဒီ basis အနေနဲ့လေ့လာရမယ်ဒီ depth programming language ကိုဒီအစနေပြီးတော့နောက်ဆုံးဒီ Flutter framework ပေါ့နော်ပြီးတဲ့အတည်သင်ခန်းစာတွေကိုတင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ဒီ Flutter ကိုစပြီးတော့ပေါ့နော်ဒါလေ့လာမယ့်သူတွေအတွက်ဒါကဟိုပေါ့ဒီ simple animation app လေးတွေကိုစမ်းပြတာဖြစ်ပါတယ်နော်ဟုတ်ပြီဒါကတော့ခုနကဒီ animation simple app လေးကဒါဘာလဲဆိုရင်အပြင်မှာပေါ့နော်ဒီကလေးတွေဒါ answer တုံးကစားသလိုပါပဲဒါကတော့ဒီ game သေးသေးလေးတွေပေါ့နော်ဒါ animation game သေးသေးလေးတွေဒီဒီ answer တုံးကိုဒါအပြင်မှာပြစ်ပြီးကစားသလိုပဲဒီမှာကျတော့ဘယ်လိုဆော့ရမလဲဆိုတာ play button လေးကိုနှိပ်ပြီးဆော့ရပါမယ်ဒါဆိုအပေါ်ဆုံးမှာကြားတဲ့ number ကဒါ answer တုံးပြစ်လိုက်တဲ့အခါမှာကြားတဲ့ number ပေါ့နော်1တကယ်လို့အပေါ်မှာ4ဆိုရင်ဒါ4ပေါ့နော်အပေါ်မှာဒါ5ဆိုရင်5ဒါအပေါ်မှာ2ဆိုရင်2ပါဒါကတော့answer တုံးလေးကိုဒါ animation လေးနဲ့ play လုပ်တဲ့ဒါ app သေးသေးလေးဖြစ်ပါတယ်ကဲနောက်ထပ်ပေါ့နော်နောက်ထပ် animation app နောက်ထပ်တစ်ခုနဲ့မိတ်ဆက်ပေးပါမယ်နောက်ထပ်တစ်ခုကနော်ဒီဘောလုံးပုတ်တယ်လို့ပုံစံလေးဒါလေးကိုလည်းစမ်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ Android ကိုစိတ်ဝင်စားတဲ့သူတွေကဒီ Flutter ကိုလေ့လာခြင်းတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ဒီ Kotlin ကိုလေ့လာခြင်းတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်သင်ခန်းစာနှစ်ခုလုံးတင်ပေးသွားမှာဖြစ်ပါတယ်ဒီ Kotlin ကိုလေ့လာတဲ့သူကတော့ဒါ Java အခြေခံရှိတဲ့သူတွေအတွက်ပို့ပြီးတော့အဆင်ပြေပါတယ်ပေါ့နော်ဒီ Flutter ကိုလေ့လာမဲ့သူတွေအတွက်ကကြတော့ဒီ Flutter framework ကိုလေ့လာဖို့အရှိမဒီ depth programming language ကိုလေ့လာအောင်မှာဖြစ်ပါတယ်ဒီ Kotlin ကိုလေ့လာမဲ့သူကတော့ဒါဒီ Java အခြေခံရှိထားပေးသားဆိုရင်အဆင်ပြေပါတယ်ဒါဆိုရင်ဒီ app လေး run ထားတာကိုကြည့်မယ်ပေါ့နော် okay ဒါတော့ဒါဘောလုံးပေါ့နော်ဒီအပြင်မှာတော့ဒါဘောလုံးပုံတန်းကစားတော့ပေါ့ဒီမှာကျတော့ပေါ့နော်ဒီဘောလုံးဒီမှာကျတော့ပုတ်တယ်မဟုတ်တော့ပါဒါဘောလုံးကိုဒါဟိုဘက်ရွှေ့တယ်ပေါ့နော်ဒီဘက်ရွှေ့တယ်ဒါကလည်းဒီဒါလေးကတော့ဒီ Flutter မှာတော့ဘာမှတော့မဟုတ်သေးဘူးပေါ့နော်ဒါအဲ့တော့ဒီ simple app လေးတွေကိုစမ်းပြသွားတာဖြစ်ပါတယ်အဲ့တော့ပေါ့နော်ဒီနောက်ပိုင်းမှာဆိုရင်ဒီအစက်တွေရဖို့ကတော့အဝေးတိုးစေရပေါ့နော်ဆက်ဆောင်ချင်းတင်ပေးမဲ့သင်ခန်းစာတွေကကျတော့ဒီ Flutter ကိုလေ့လာဖို့အတွက်ဒီ depth programming language ကိုစပြီးတော့တင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ Flutter သင်ခန်းစာတွေကိုပေါ့နော်ဒီလေ့လာဖို့စိတ်ဝင်စားတဲ့သူတွေဆိုလို့ချင်းဒီ PM မြန်မာ channel ကိုဒီ subscribe လုပ်ထားလို့လည်းရတယ်လို့ပေါ့နော်ဒီFacebook ရဲ့ဒါ PM မြန်မာ page ကိုလည်းပေါ့ဒါ follow လုပ်ထားလို့ရပါတယ်ဒီတင်သမျှသင်ခန်းစာတွေကိုဒီ page မှာလည်းပေါ့နော်ဒီတင်တဲ့ရက်ကိုပေါ့ page မှာလည်း post နေနဲ့တင်ပေးမှာဖြစ်တယ်လို့ဒါ channel မှာလည်းတင်ပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်လောဆယ်တင်ပေးနေတဲ့သင်ခန်းစာတွေကတော့ဒါ Java EE နဲ့ Java EE သင်ခန်းစာတွေနဲ့ဒီပေါ့နော် Android သင်ခန်းစာတွေကဒါပေါ့ဒီ
အပြိုင်တင်ပေးမှာဖြစ်ပါတယ်ဒီ Android လေ့လာခြင်းတဲ့သူတွေက Android ကိုလေ့လာမယ်ပေါ့နော်ဟို Java EE ကိုလေ့လာခြင်းတဲ့သူက Java EE ကိုလေ့လာပါမှာဖြစ်ပါတယ်ဒါပေမဲ့ Java EE တချို့ကကြတော့ဒီ Spring Framework တွေပါတယ်ဒီတင်ပေးနေတာတင်ပေးဖို့တောင်းဆိုတာရှိပါတယ် Java EE သင်ခန်းစာတွေမပြီးသေးပဲနဲ့ပေါ့နော် iPad သင်ခန်းစာတွေကိုတွားလို့အဆင်မပြေသေးတာဖြစ်တဲ့အတွက်လောလောဆယ်အထိကတော့ဒီဟို Java EE သင်ခန်းစာတွေကိုဆက်လက်တင်ပေးနေတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာတွေ့ပါမယ်